တခါကရောင်ကလေးတရားမှာမောင်ထဆိုတဲ့ကောင်းလေးတယောက်ရှိပါတယ်မောင်ထဟာညာကောင်းပေမဲ့စိတ်မရှိပါဘူးစာဖတ်ရင်လည်းခဏလောက်ပဲဖတ်ပြီးပြင်မဲ့တယ်လို့ထင်ကဖုန်းကစားတာကိုပို့ပြီးစိတ်ဝင်စားပါတယ်နောက်မှပဲစူးစမ်းမယ်ဆိုတဲ့စကားကိုအမဲပြောလို့ရှိတဲ့မောင်ထဟာချိန်တိုင်းအားလုံးအဆင်ပြေသွားမယ်လို့ထင်နေခဲ့ပါတယ်ဒီနေ့မှာဆရာမကမောင်ထကိုမရဲ့အနာဂတ်ဟာဘာလဲဘလို့မြင်လဲလို့မေးပါတယ်မောင်ထကရေနေရင်းနဲ့ကြည်လိုက်ရင်အဆင်ပြေတဲ့လုပ်မယ်လို့တွေးထားခဲ့ပါတယ်ဆရာမကလည်းဘာမှမပြောဘဲစာအုပ်တော့ပြီးလိုက်ပြီးဒီစာအုပ်ကိုနေ့တိုင်းအနှဲငယ်စီဖတ်ကြည့်ပါလို့ပဲပြောခဲ့ပါတယ်မောင်ထဟာစိတ်ဝင်စားပေမဲ့ဆရာမရဲ့မျက်နှာကိုကြည့်ပြီးယူသွားလိုက်ပါတယ်အစမှာမောင်ထဟာစာဖတ်ရတာပင်မလို့ထင်ခဲ့ပေမဲ့တစ်ရက်နှစ်ရက်တစ်ပတ်လောက်ကြာလာတဲ့အခါစာအုပ်ထက်ကဇက်လန်တွေကိုစိတ်ဝင်စားလာခဲ့ပါတယ်ကိုကျိုးစားမှသာအောင်မြင်နိုင်မယ်ဆိုတဲ့အကြောင်းအရာတွေကိုဖတ်ရင်မောင်ထဟာစိတ်တွေတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်ဖုန်ကစားခြင်းတဲ့အချိန်တွေဟာတဖြည်းဖြည်းနဲလာပြီးစာဖတ်ခြင်းတဲ့စိတ်တွေတဖြည်းဖြည်းများလာခဲ့ပါတယ်။လအနေငယ်ကြာပြီးတဲ့နောက်မောင်ထက်ဟာစာမေးပွဲတွေမှာအမှတ်တွေများလာပါတယ်။ဆရာမိဘတွေကလည်းအတိုင်းမသိဝမ်းသာပြီးအံ့ဩခဲ့ကြပါတယ်။မောင်ထက်ကိုယ်တိုင်လည်းမိမိကိုယ်ကိုအံ့ဩပြီးပျော်ရွှင်လာခဲ့ပါတယ်။အရင်ကအချိန်တွေကိုပြင်းပြင်းနဲ့ဖြုံးခဲ့တဲ့မောင်ထက်ဟာအခုမှပဲအချိန်တွေကိုနားလည်လာပါတော့တယ်။အောင်ထက်ဟာအောင်မြင်မှုကိုအချိန်တစ်ခုနဲ့မရနိုင်ဘူးဆိုတာကိုကိုယ်တိုင်ကြိုးတွေ့ခစားလာပြီးတဲ့နောက်သူ့ရဲ့တငယ်ချင်းတွေကိုပြန်လည်မျှဝေပြောပါတယ်။အောင်မြင်မှုဟာနေ့တိုင်းနည်းနည်းစီကြိုးစားရင်ဘဝကတဖြည်းဖြည်းပြောင်းလဲလာတယ်အောင်မြင်လာတယ်လို့သူ့တငယ်ချင်းတွေကိုပြောပြလိုက်ပါတယ်ဒီဇက်လန်ကကျွန်တော်တို့ကိုသင်ပေးတာကတော့အချိန်ကိုတန်ဖိုးထားပြီးသိငယ်တဲ့ကြိုးစားမှုတွေကိုမပြည့်ပဲဆက်လက်လှုပ်ဆောင်ရင်အနာဂတ်ဟာမဖြစ်မနေပိုကောင်းလာမယ်ဆိုတာပဲဖြစ်ပါတယ်